ခေါင်ရဲ့အချိန်မျိုးပြနှင့်အလံဝေသောတော်လမ်းမကြီးပေါ်တွင်ကားတစ်စီးသည်အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်နေသည်ကားပေါ်တွင်တော့သူငယ်ချင်းလေးယောက်ဖြစ်သောပြည်ကြီးနှစ်ထက်မိုးဒီနှင့်ကောင်းကောင်းလို့ပါဝင်သည်သူတို့သည်မြို့ပြ၏စူညံမှုများမှခေတ္တခဏရှောင်ခွာကတောတောင်ထဲရှိအပန်းဖြေစခန်းတစ်ခုသို့တွားရောက်ရန်စီစဉ်ထားကြခြင်းဖြစ်သည်ရုတ်တရက်ကားသည်တုန်ခါသွားပြီးအင်ဂျင်တန်တိတ်ဆိတ်သွားသည်ကားမီးများလည်းမိတ်တုံဖြစ်ကလုံးဝပိတ်သွားတော့သည်ဟိတ်ကောင်တွေဘာဖြစ်တာလဲဟုပြဤကြီးကအန်တာရုံလှုပ်ဆော်မေးလိုက်သည်နှစ်ထက်ကကားအင်ဂျင်ကိုစစ်ဆေးရန်ကားပေါ်မှဆင်းသွားသည်မိုးဒီနှင့်ကောင်းကောင်းတို့ကတော့ကားထဲတွင်ကြံခဲ့ကပတ်ဝန်းကျင်ကိုကြောက်လန့်တကြားကြည့်ရှုနေကြသည်ပတ်ဝန်းကျင်တစ်ခုလုံးသည်မောင်မိုက်နေပြီးတစ်ပင်ကြီးများ၏အရေးများသည်ကြောက်မဖွယ်ကောင်းသောပုံသဏ္ဍာန်များအဖြစ်ထင်ဟပ်နေသည်ခဏအကြာတွင်နှစ်ထက်သည်ကားထဲသို့ပြန်ဝင်လာပြီးမျက်နှာပြက်စွာဖြင့်ပြောလိုက်သည်ကားကဆက်ပြတ်သွားပြီးဘာမှလုပ်လို့မရဘူးဒီနားတစ်ဝိုက်မှာလည်းဘာအိမ်မှမတွေ့ဘူးသူတို့၄ယောက်လုံးစိုးရင်တကြီးဖြစ်သွားကြသည်ထိုအချိန်တွင်ကောင်းကောင်းကလက်နှိပ်တက်မီဖြင့်ပတ်ဝန်းကျင်ကိုထိုးကြည့်လိုက်ရာအဝေးတနေရာတွင်မိန်ပြမီးအောင်တစ်ခုကိုလက်မြင်လိုက်ရသည်ဟိုမှာအလင်းရောင်တစ်ခုတွေ့တယ်ဟုကောင်းကောင်းကလက်ညှိုးထိုးပြလိုက်သည်သူတို့၄ယောက်လုံးအလင်းရောင်ရှိရာသို့လမ်းလျှောက်သွားရန်ဆုံးဖြတ်လိုက်ကြသည်တောအုပ်ထဲမှလမ်းကျန်းအတိုင်းလျှောက်လာခဲ့ရာခဏအကြာတွင်ဟောင်းနှင်းဆွေးမြည်နေသောအင်ကြီးတစ်လုံးကိုတွေ့လိုက်ရသည်ထိုအင်ကြီးသည်ရှေးဟောင်းဆန်ပြီးကြောက်မက်ဖွယ်ကောင်းသောပုံစံရှိသည့်ပြတင်းပေါက်များမှကျိုးပဲ့နေပြီးတကားများမှလည်းဆွေးမြည်နေသည်အင်ကြီးပတ်လည်တွင်တစ်ပင်ကြီးများကဝန်းရံထားပြီးလက်ချမ်းခွေးအောက်တွင်ပိုရီထိတ်လန့်စရာကောင်းနေသည်ဒီအင်ကြီးကတော့တမျိုးပဲတော်ဟုမိုးဒီကတုံလှုပ်စွာပြောလိုက်သည်ဘာပဲဖြစ်ဒီညတော့ဒီမှာပဲခိုနားရတော့မယ်ထင်တယ်ဟုပြည်ကြီးကပြောကအင်ကြီးစီတို့ဥဆောင်လျှောက်လန်းသွားတော့သည်သူတို့၄ယောက်လုံးအင်ကြီးထဲသို့ဝင်ရောက်လိုက်ကြသည်အိမ်ထဲတွင်မောင်မိုက်နေပြီးဖုံမှုများပင့်ကူမြင်များဖြင့်ပြည့်နှက်နေသည်အေးဆက်လေးတစ်ချက်ကသူတို့၄ယောက်ကိုတိုက်ခတ်သွားရာကြောချမ်းသွားကြသည်ဒီအင်ကြီးကတော့တကယ်ကိုတရေချောက်တဲ့အင်ကြီးပဲထင်တယ်ဟုနှစ်ထက်ကတိုးလေးရေရွတ်လိုက်သည်